တန်းတဲ့ဟာစီရီကိုဆုံးမမယ်ဆိုပြီးပွဲလဲပြီးအောင်ဒိုးနဲ့ကွင်းတွေပဲလဲပင်းဆွဲဂူအောင်သွားရတဲ့မန်ယူပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာရာသီချိုချေစမ်းပွဲတွေမှာတပွဲနှစ်ပွဲလေးနိုင်လိုက်တာနဲ့ပရီးမီးယားလိဖလားချန်ပီယံလိဖလားတွေကိုအော်ထရာဖို့ကွင်းနဲ့ဂျိုတင်စီတန်းချလာပြီးကဘာကြီးကငါတို့သိမ့်ပိုက်တော့မယ်ဆိုပြီးလေးလုံးတွေအကြီးအကျယ်ထွားခဲ့ကြတဲ့မန်ချက်နိုင်တဲ့ပရိသတ်တွေအားလုံးအခုတော့ဟာစတီနဲ့ပွဲပြီးမှအတန်တွေတိတ်အကောက်တွေပိတ်ပြီးဂူအောင်သွားကြပါပြီမန်ပရိသတ်တွေရဲ့ကြီးမားဆုံးယောဂကတော့ကစားမတယောက်ဝယ်လိုက်တာနဲ့အဲကစားသမားဟာအလွန်လျောက်ရှေ့ပြေးသွားမယ်လို့ယုံကြည်နေတာပါပဲဒီဟာဒီမှာသူတို့အသေးလဲကြောက်ရခဲ့တာကတော့ Bruno Fernandes, Yuri Tielemans နဲ့ Andre Sancho တို့၃ယောက်ပါဝင်တဲ့ကွင်းလယ်ကြီးပါဒီ၃ယောက်သာပေါင်းလိုက်ရင်ခေါင်းမှာပဲအသင်းရဲ့ကွင်းလယ်ကားမှာရှင်းနိုင်မှာမဟုတ်ဘူးတဲ့စဉ်းစားလာကြည့်ပါတော့စာရွက်ပေါ်မှာနာမည်လေးတွေရေးပြီးကဘာကောင်းဆုံးကွင်းလယ်လို့ထင်အောင်ထင်မှာဖြစ်နေကြတာပါလက်တွေဟာစတီနဲ့ကွင်းလယ်တွေမှာရှင်ကစားတဲ့အခါမှာအဲ့ဒီကဘာသိမ်းမဲ့စစ်သူကြီးတွေဟာကွင်းထဲမှာဘယ်ပြေးလို့ပြရမှန်းမသိဘယ်သူကဘောလုံးပေးရမှန်းမသိမျက်စိနဲ့လမ်းမှာပြီးဟာစတီကစားသမားတွေရဲ့ဖြတ်တန်းသွားလာခြင်းကိုအောက်ကျုပ်ခံနေရတဲ့တကားဆောက်တွေလို့ဖြစ်နေကြပါတယ်ပြန်မဲ့ကိုဝါစားဖို့နေတာကိုဘာသာအစာမကျေဖြစ်ပြီးလေချင်းတက်နေတဲ့ကွင်းလယ်ကြီးတက်တာဖြစ်ပါတယ်ဒီဘက်မှာအဟာအဆောင်ရှေ့ရအဆုံးနဲ့တမိုင်းဝင်အဖြစ်ဆုံးကတော့မန်ယူပရိသတ်တီအာကိုတကြီးနဲ့ကြွေးကြော်ခဲ့တဲ့စစ်သူကြီးယူအေတီလေးမန်းရဲ့ပွဲဥထွက်စင်းစားတွေပါပဲပရီးမီးယားလိပွဲစဉ်တစ်ပွဲလုံးကစားသွားတဲ့ကစားမတယောက်ရဲ့ကင်းကင်းနဲ့ကိုပြန်ကြည့်လိုက်တဲ့အခါမှာတော့ဂိုးပေါက်တဲ့မှုရှော့လွန်တာကတ်3ညအခွင့်ဖန်နေမှုချမ်းခွေတက်3ညဘောလုံးဖြတ်ထုတ်မှုထန်ကဲ3ညလင်ခေါကျော်ဖြတ်မှု successful dribbling 3ညဖြတ်တင်မော်တီချမှု aggressive cross 3ညဒီလို3ညတွေကြီးတန်းစီနေတဲ့မှတ်တမ်းကြီးကိုကြည့်လိုက်ရင်ဒါဟာပရီးမီးယားလိကစားသမားတယောက်ရဲ့ဘောလုံးကင်းကင်းနဲ့လို့ဘယ်သူကမှယုံမှာမဟုတ်ပါဘူးဒါလမ်းမေးမှာဆိုင်ကယ်နောက်ကယ်ရီကော်မော်တင်ပြီးရောင်းနေတဲ့ဒိုနက်ကွင်းလေးတွေစီထားတာနဲ့သွားတူနေပါတယ်ဒီလေးမတ်ကိုကွင်းထဲမှာလိုက်ရှာရတာဟာဝါဒိုမှာလည်းဘေနီစာအုပ်ထဲမှာလိုက်လူရှာနေရတဲ့ပို့ခဲ့ပါတယ်သူကကွင်းထဲမှာကစားမတယောက်အနေနဲ့ဝင်ပါနေတာလုံးဝမဟုတ်ပါဘူးဟာစတီကစားသမားတွေဘောလုံးပေးယူလို့ပြီးကန်နေတာကိုကောင်းဆုံးနေရာကနေကြီးကွင်းရတဲ့ BMB လက်မှတ်ကင်ထားတဲ့ပရိသတ်တယောက်အနေနဲ့ကွင်းထဲဝင်ရနေတာတတ်တတ်ပါပဲကွင်းထဲမှာဘောလုံးဖြတ်သွားရင်တော့လိုက်လူဖို့အနေနဲ့တတ်မျိုးလုံးလေးပေကလက်နဲ့လိုက်ငေးကြည့်နေတာပါသူ့ရဲ့နှုတ်ရှားမှုကဘာနဲ့တူလဲဆိုတော့အလောက်ခွင်မှာအလုံးမလုံးပဲလားစာလာထုတ်ချင်လို့ဟိုရှော့ဒီရှော့နဲ့အချိန်ဖြောနေတဲ့အခြားသမားဝန်ထမ်းတယောက်ရဲ့ပုံစံမျိုးပါပဲမင်းတို့ဘာသာကန်ကြကွာငါကတော့ကွင်းထဲမှာအလှလာရဲပြတာဆိုတဲ့ဒီလီမန်ရဲ့ခြေစွမ်းဟာမန်ယူဘိုးဖွဲ့ရဲ့အပြောင်းရှေ့စေကွယ်ဘလောက်ထိမျက်စိစုပ်ပြတ်တဲ့လဲဆိုတာကိုထင်ရှားပြသလိုက်တာပါပဲဒါဒီမစခင်လေးတိုက်တဲ့နေရာမှာ United ပရိသတ်တွေကိုဘယ်အသင်းကမှရှင်းလို့မရပါဘူးမန်ယူကတဲနီကွာဆိုပြီးအတန်အကျယ်ကြီးအော်တက်ပေမဲ့တကယ်လည်းတွေ့မှာတော့သူတို့ရဲ့အသင်းဟာကိုချလောက်ကိုပြန်ခလုတ်တိုင်းမိပြီးခြေခေါက်လဲကျသွားခဲ့တဲ့ချီးတုပ်တွေတာဖြစ်ပါတယ်ဟာစတီကစားမတွေကနည်းနည်းလေးဖိအားပေးလိုက်တာနဲ့ United နောက်တန်းနဲ့ကွင်းလယ်ဟာဘောလုံးကိုဟိုးလို့ပေးရမလို့ဒီလိုပေးရမလို့ခြေလုံးလက်တုံဖြစ်ကုန်ပါတယ်ရောင်ကြီးမှုဆိုတာသူတို့ရဲ့အပိဓာမှာတော့မရှိတော့ပါဘူးမပေးစရာအောက်ခြေမှာရုန်းကန်ရမယ့်တန်းတဲ့အသင်းရှိမှာတော့တားကောင်တကောင်လုံးအနိုင်ကျင့်ခံရတယ်ဆိုရင်အာဆနယ်လို့တကယ်စစ်မှန်တဲ့အသင်းကြီးတွေနဲ့တွေ့ရင် United ကိုသမားအနေနဲ့ဂိုးပေါက်ကိုတန်မန်းတက်စားရင်တော့ဂိုးပြန်ရှုံးမဲ့ဂိမ်းဆိုင်နေပါပြီဆိုတော့တန်းတဲ့ကိုဆုံးမပြမယ်လို့အားချောင်ထားတဲ့မန်ယူပရိသတ်တွေအနေနဲ့အခုတော့ဟာစတီရဲ့ခြေပေါ်အောက်မှာခေါင်းမဖော်နိုင်အောင်ရှက်ကွဲသွားရတာဟာတကယ်ကိုထိုက်တန်နေပြတယ်ပါပဲမန်ချက်နိုင်တဲ့ပရိသတ်တို့ရေခင်ဗျားတို့အနေနဲ့ရာသီကျိုးမှာနိုင်တာလေးကိုသတိရပြီးဥရောပဖလားကြီးအကြောင်းအိမ်မက်မက်နေမယ်အစားလာမယ့်ပွဲစဉ်တွေမှာကိုအသင်းရဲ့ကွင်းလယ်လူတွေဘောလုံးတစ်ချိန်လောက်ဖြတ်ထုတ်နိုင်ဖို့ဂိုးပေါက်တစ်ချက်လောက်တဲဖို့ကိုသာဖျားချောင်းသွားပြီးအသေးအံဆူတောင်းလိုက်ကြပါတော့မန်ယူပရိသတ်တွေအနေနဲ့လေးတိုက်တာကိုခဏရက်ပြီးပလက်စတစ်တနက်လေးတွေကိုအင်္ဂါဗီဒီယိုတွေတေချာပြန်သိမ်းထားဖို့အချိန်တန်ပါပြီ။ဘာလဲဆိုတော့ပရီးမီးယားလိဆိုတာလေးနဲ့ကန်လို့ရတဲ့နေရာမဟုတ်လို့ပါပဲ။